တော့အပြေးကြိုင်ကြမယ်ဆိုပါစို့အဲ့တော့ဘိုးဖက်နဲ့ဇီးပြီးကြိုင်နေပဲတွေးမယ်နော်အဲ့တော့ကိုယ့်ရဲ့ဖက်နဲ့ချင်းမှာဂဲလုံးဝင်နေတယ်ကိုယ့်ရဲ့ဖက်နဲ့ထဲမှာဂဲလုံးဝင်နေတယ်ဂဲလုံးကိုထုတ်မှလားဂဲလုံးရှိရတဲ့ပြေးမှာဂဲလုံးကိုထုတ်မယ်ဘာဖြစ်လို့ဆိုတော့ဂဲလုံးကိုမထုတ်လို့ရှိရင်ရှင်းအောင်နာမယ်ထောနဲ့ပြေးအဲ့အပြေးကြိုင်မှာဖြစ်မှာလေရှုံးမှာအဲ့တော့ဂဲလုံးထုတ်ဖို့အချိန်ပေးကြပါပြောချင်တာကိုယ့်ရဲ့လုပ်ငန်းမှာပြဿနာသိတယ်သိရင်အဲ့ဂဲကိုထုတ်ဖို့အတွက်အချိန်ပေးပါအဲ့ဂဲကိုထုတ်ဖြည့်ရှင်းပြီးတော့မှဆက်ပြေးပါဒါဆိုလို့ရှိရင်မြန်ခရီးရောက်မယ်အဲ့လိုပဲကျွန်တော်တို့လုပ်ငန်းဝင်မှာဖြစ်တဲ့ပြဿနာတိုင်းထုံးနည်း၎င်းပဲကျွန်တော်တို့ကဒေးတူဒေးလုပ်တယ်အရေးသေးပြဿနာတွေသိရနေမဖြည့်ရှင်းအဲ့အတွက်အချိန်မပေးဘူးဆိုလို့ရှိရင်ပြဿနာတက်နိုင်တယ်ဒါပေမဲ့အခုတော့စလုပ်ပြီးသင်တန်းရတယ်အချိန်ပေးရတယ်အရေးသေးကောင်းဖို့အတွက်ဆိုလို့ရှိရင် prevention cost မှာပါတယ်เนาะအဲ့တော့ဘာလဲဆိုရင်ဒါကကြိုတင်ကာကွယ်ဖို့အတွက်ကုန်ကြရဲ့စရိတ်အုံနာကဘာ site ထုတ်ပါလဲအချိန်တနေ့သားတွေလူတွေရဲ့အချိန်ကိုဖတ်ကြည့်လို့ရတယ်တယောက်ကတလားမှာလားစာရှိတယ်တရက်စာလုံးရဲ့အချိန်ကိုပြောင်းကြည့်လိုက်လို့ရှိရင်ဒါတွေကပတ်စံနေတယ်เนาะအဲ့တော့အဲ့ဒါကြီးကဘာလဲဆိုရင်ကျွန်တော်ကအချိန်တစ်ခုပေးပြီးတော့ကျွန်တော်တို့ဒါ site ထုတ်လိုက်ပြီးဖြစ်တဲ့အတွက်စပြီးတော့ကောင်းအောင်လုပ်ကြမယ်เนาะ